Hello, hello in lava. That window 11 တင်ပြီးတော့ဆက်ဖြစ်ပါတယ် window 10မှာပါတယ် setting မှာ window update မှာပေါ့နော်window update မှာရှိမလဲဆို window update မှာ window inside program တော့ window inside program မှာပါမလဲဆိုတော့ဒီမှာ window inside account ဒီ account ကိုဝင်ပေးရမှာပေါ့နော်ဒီ account တစ်ခုပေါ့နော် account တစ်ခုကျွန်တော်ဝင်လိုက်မယ်ဆိုရင်ဒါတော့ဝင်ပြီးသားပါနော်ဝင်ပြီးရင်သူက Windows 10မှာဆိုရင် restart တောင်းပါလိမ့်မယ် restart ကြာသွားလိမ့်မယ် Windows 10 restart ပြန်တက်လာတဲ့အချိန်မှာဒီ Windows update program မှာ check for update ကိုတွားလိုက်ပါနော် check လိုက်ပါနော် update ကို check လိုက်လို့ရှိရင်သူက Windows 11တင်လို့ရတယ်ဆိုပြီးတော့သူကတက်လာပါလိမ့်မယ်အဲအချိန်ကျရင် Windows update ဟိုကပေးလိုက်ရုံပါပဲတောက်လျှောက်ပေါ့နော်ဘယ်နှ gig ရှိလဲတော့မသိဘူးကျွန်တော်ထင်တာတော့5 gig 4 gig ကျော်ပေါ့နော်4 gig ကျော်5 gig နီးပါးလောက်ရှိမယ်လို့ထင်တယ်အဲ့လောက်သွားလိုက်မယ်အဲ့ဒါပြီးရင်သူက update ဆွဲပြီးတော့ install လုပ်နေမယ် install လုပ်ပြီးရင်ပြန်ပြီး Windows 11ဒီ screen ပြန်တက်လာမယ်ပေါ့နော်ဒါတော့ Windows 11တင်ပြီးသားဖြစ်ပါတယ် Windows 11နဲ့ Windows 10ဘာကွာသွားလဲဆိုတော့ရင်ကျွန်တော်တို့ခေါ်နေကြ test manager ပေါ့နော်ဒီ test bar ပေါ်မှာ right click လုပ်ပြီးတော့ခေါ်မယ်ဆိုရင်မရသေးဘူးနော်မရဘူးပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်လက်ရှိအနေထားကတော့စသုံးတဲ့အနေထားဆိုတော့ test manager တွေကနေပဲကျွန်တော်တို့ search bar ကနေပဲ test manager ကို run ခေါ်လိုက်တယ်ဒါတော့Windows 11တင်ထားတဲ့ဟာပေါ့10သူကဘယ်လိုပြောလဲဆိုတော့ Windows 10နဲ့ Windows 11တင်ဖို့ပြောဆိုတော့ဒီ basics ပေါ့နော် basics သူကတော့အနည်းဆုံးသူရဲ့ site မှာရှိတယ်ကျွန်တော်ပြပါမယ်နားလေးနော်ကျွန်တော်တို့ leap ထွက်ထားတဲ့ version တော့မဟုတ်ဘူးပေါ့နော်ဒါကဘုတင်ထားတဲ့ version က preview version ဆိုမယ်ဒါ Windows official ပေးထားတဲ့ဟာပေါ့နော်ပေးထားတဲ့ version ပေါ့ဒါအနည်းဆုံးသူက recommendation လောက်တာကတော့အနည်းဆုံး processor တော့ 1 GHz ပေါ့နော်ဒါကို recommendation လုပ်တယ် memory 4K recommendation လုပ်တယ်ပြီးရင် storage ကို 46GB ပေါ့နော်ပြီးရင်သူရဲ့ဒီ system ရဲ့ firmware ကိုသူက UEFI ဟို recommendation လုပ်တယ် latency တော့မရဘူးလို့ထင်တာပေါ့နော်နောက်ቹကဒီ TMP ပါမယ်ပေါ့နော် TMP version ပါမယ်ကျွန်တော်ဆက်မှာပါမပါတော့မသိဘူးပေါ့နော်ကျွန်တော်နောက်ပြီး graphic card ပေါ့နော်ဒါသူ minimum requirement လို့သူပေးထားတာပါဒါ minimum requirement ပေးထားတယ်ဆက်ကကျွန်တော်ဆက်ကဒီဟာနဲ့တော့ကိုက်တယ်ညီရလို့တော့ပြောလို့ရတယ်ဘာဖြစ်လဲဆိုရင်ကျွန်တော်ရဲ့ CPU ဒီ 2.5 ရှိတယ်ပြီးရင် memory ကြီးကျွန်တော် 8GB ထည့်ထားတယ်ပြီးရင်နောက်ချက်ကဘာလဲဆိုတော့ hard disk ပေါ့နော် hard disk ကကျွန်တော်က SSD ကိုသုံးတယ်သူ recommendation ကတော့ SSD ကို recommendation လုပ်တယ်ပြောတယ် recommendation လုပ်ထားတယ် SSD ထည့်ထားတယ်ကျွန်တော်ရဲ့ graphic card က NVIDIA ထည့်ထားတယ်ဒါပါနော်ပါတဲ့ဟာပါဆက်မှာပါတဲ့ဟာနောက်ချက်ကဘာနဲ့မကိုက်လဲဆို Windows ကထပ်ပေါ်လာတာက 8gen လို့ပြောတယ်နေ့ဆို 8gen မှတူပါလို့ပြီးမှာပေါ့နော်ကျွန်တော်ဟာတော့ 7gen ဖြစ်နေတယ်ပေါ့နော်ဒီမှာ 7gen ပေါ့နော် 7gen ဖြစ်နေတယ်ဒါပေမဲ့လက်ရှိအနေထား3နာကတော့ဘာဘတ်မှတော့မထသေးဘူးအဆင်ပြေနေတဲ့အနေထားမှာရှိရပေါ့နော်နောက်ချက်ကဘာရှိမလဲဆိုတော့ဒီ test bar ရဲ့အလယ်ရောက်သွားတော့ဗောနော်ကျွန်တော်ကဘေးမှာထားချင်တယ်သူကတော့ဘယ်လို့ပဲရမှာပေါ့နော်ညာလို့တော့မရဘူး behavior မှာ test behavior မှာတော့ center နဲ့ left နဲ့ပဲရမယ်ဒီမှာ left ကိုရောက်သွားမယ်ဒါကျန်တဲ့တော့ high လုပ်လို့ရမယ်ပြီးရင်ဒါ center ပြန်ထားလို့ပေါ့နော်ကျွန်တော်တော့ center မှာထားတယ်ဟို default center မှာထားတာလာတော့ဗောနော်
အရင်တော့လို့ left တွေ right တွေ body out တွေတော့ကျွန်တော်မတွေ့သေးဘူးဒါသူ system မှာပါလာတဲ့ဟာပေါ့နော်သူကတော့အားလုံးပြန်ချုပ်နိုင်တယ်လို့ထင်တယ်ဒါ Windows 11တင်ထားတဲ့ဟာပေါ့နော်ကျွန်တော်ပြန်မယ်ဝင်ပါမယ်ကျွန်တော်နေပြမယ်ပါပါနော် Windows 11 Pro ပေါ့နော် Pro တင်ထားတယ်ဒါ Windows 11 Pro တင်ထားတဲ့ဟာပါ300တော့ပိုကောင်းသွားတယ်လို့ထင်တယ် personalization မှာဆိုရင်ကျွန်တော်တို့ကအများကြီးရွေးထုတ်လို့ရတယ်အများကြီးရွေးထုတ်လို့ရတယ်ဆိုတာကဒီမှာပေါ့နော်သူပေးထားတဲ့ဟာလေးတွေကိုအများကြီးရွေးထုတ်ရတယ်ကျွန်တော်ထပ်ရွေးချင်တဲ့ဟာလေးရှိမယ်ဒီမှာပေါ့နော်ပုံစံလေးတွေ change သွားမယ်ပေါ့နော်ဒါပုံစံလေးတွေ change သွားမယ်ဒါကတော့ဒါ light mode ပေါ့နော် window light then လေးတွေကတော့ပိုကောင်းလာတယ်လို့နောက်တစ်ချက်ကဘာရှိမလဲဆိုတော့ဒါဟိုပါနော်ကျွန်တော်တို့ရဲ့ widget တွေပေါ့ widget တွေကပုံစံ design လေးတွေပေါ့နော်ဒါထပ်ထည့်လို့ရမယ်စသဖြင့်အဲဒီပါတယ်နောက်တစ်ခုကနောက်တစ်ခုကျွန်တော်ပြမယ်ဒါကနော်ဒါအလင်းအမောင်ချိန်နေပါဘူးအလင်းအမောင်ချိန်နေတာအလင်းအမောင်ချိန်နေဟုတ်လားတန်တူးချက်လုပ်တယ်အလင်းလုပ်တယ်ဒီဟာလေးကို Windows မှာလည်းဆိုင်ရင် Windows 11ကျွန်တော် design တွေ change သွားတယ်ပေါ့နော်ဒါတော့ Windows 11နဲ့ပတ်သက်တဲ့ဟာတွေပါပဲဒီထက်အများကြီးရှိပါသေးတယ်သူထပ် change တဲ့ဟာတွေအများကြီးရှိတယ် Windows 10တဲ့ဆိုင်ရင်အများကြီး change တော့တာရှိဥပမာကျွန်တော် reflect ပေးချင်တယ် reflect ကိုကျွန်တော်ပေးလို့မရဘူးဆိုတော့ကျွန်တော်ဒီမှာအရင်ကလိုမျိုးဒီ reflect ကိုဒီ screen ပေါ်မှာမပါလာဘူးကျွန်တော်တို့ all option မှာတွားပြီးမှဒါကျွန်တော်ဒီမှာ reflect လုပ်လို့ရမယ်စသဖြင့်ပေါ့နော်အဲ့ဒါတွေပါမယ်ဒီနည်းနည်းလေးသူက design တွေ change ကုန်တယ်ပြီးရင်တော်တော်များပါပဲသူရဲ့UI ကို change သွားတာများတယ်ပေါ့နော် UI ကို change သွားတာများတယ် start screen မှာပဲကိုကဘာချချင်လဲ all app ကိုသွားချင်တယ်ဆိုရင်ကျွန်တော်တခြား install လုပ်ထားတဲ့ app တွေကိုတွေ့ရမယ် software တွေပေါ့နော်လေးလာတင်ကြည့်စေချင်ပါတယ်နားမလည်ဘူးဆိုရင်ကျွန်တော်မေးလို့ရပါတယ် okay ပါအားလုံးကျေးဇူးတင်ပါတယ်